ကျွန်တော်တို့ဒီအတင်းတော်မှာလဲတချို့လူတွေမနာမနေလုပ်တဲ့လူတွေရှိတယ်နော်ကျွန်တော်တို့ကျင်တော်မို့လို့ဆိုအငင်ကိုမနေတော့နော်ဗြဟ္မာစံတော်ทั้งတို့တော်တော်လေးကိုလှုပ်ရှားတယ်ခရစ်တီဖက်မှာလေအဲ့ဒါအားရတယ်ဝမ်းမြောက်တယ်နော်ဒီနေရာလူတို့တတ်နိုင်တဲ့မြတ်လှုပ်ရှားကြတယ်ကျန်တဲ့လူတွေလည်းလှုပ်ရှားကြတယ်ကျွန်တော်ကုန်မသိဘူးကျန်တဲ့လူတွေလည်းပဲသူတွေလှုပ်ရှားလဲတော့မသိဘူးဆိုတော့ရန်ကောင်းတယ်ပတ်ဝန်းကျင်ကိုလင်းစီတော့သူထူးခြားစီတော့သူဖြစ်ကြရအောင်နော်ကျွန်တော်တို့တတ်နိုင်တဲ့နည်းနဲ့အလုပ်လုပ်ရမယ်ဆိုတော့အခုကျွန်တော်တို့ချိန်ကလည်းတိတ်မရှိတော့မနေ့ညတော့တက်တဲ့လူတွေကတော့ပြီးကြပြီအခုအဲ့ဒီအဆက်တစ်ဆက်ကိုကျွန်တော်တို့ပြောအောင်နောက်ကျွန်တော်တို့အလုပ်မဲ့အချိန်ကစပါးတာရိတ်ချင်ရင်တောင်မှအချိန်ကကုန်တော့မယ်ဆိုတော့တကယ်လို့များခရစ်တော်တည်ဟစ်လာမယ်ဆိုရင်များတောင်မှမလုပ်ရတော့ဒါကြောင့်ကျွန်တော်တို့အချိန်ရှိခိုင်မှလုံးလာစိုက်ကြအောင်မနီယာဆိုရင်ဇကာရိအခန်းကြီး7နှစ်ကိုကျွန်တော်ပြောသွားတယ်နော်ဒီနေ့အခန်းကြီး7ကိုကျွန်တော်တို့ပြောကြရအောင်ဇကာရိအခန်းကြီး7အငယ်တိတ်ကနေဖတ်မယ်ထိုကာလ၌ဒါဝိမင်းမျိုးနှင့်ယေရုရှလင်မြို့သားတို့၏လူစေအပြည့်အမြင့်ကြီးကိုစေကြောစရာကိုစမ်းရည်တွင်တည်ပွင့်လျက်ရှိနေ၏အဲ့ဒါပဲချိန်မှလဲဆိုတော့ခရစ်တော်ဒုတိယကျင့်ကြွလာတဲ့အချိန်မှပဲဖြစ်တယ်ခရစ်တော်ဒုတိယကျင့်ကြွလာတဲ့အခါမှာဘာဖြစ်မလဲဆိုတော့သူတို့ရဲ့အပြစ်တွေအားလုံးကိုဖြေလွတ်လိမ့်မယ်လို့ပြောထားတယ်ဒီဥစ္စာဟာဘယ်မှာလဲတွေ့ရတယ်လဲဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ယေရမိအခန်းကြီး30နဲ့3ထဲမှာ31ထဲမှာ bring in တရားသိနဲ့ဆိုင်တဲ့ဥစ္စာကိုပြောသွားတယ်လေ bring in တရားသိနဲ့ဆိုင်တဲ့ဥစ္စာအဲ့ဒီမှာဘာတွေ့ရတယ်လဲဆိုတော့31ကနေပဲဖတ်ရအောင်ထာဝရဘုရားမိန့်တော်မူသည်ကငါဒီဤလူမျိုးဤဘိုးဘီတို့ကိုလက်ဆွဲ၍အေဂုတ်တို့ပြည်မှဆောင်သွားသောအခါသူတို့၌ငါပေးသောပရိညတရားနှင့်ခြားနာသောပရိညတရားတိကိုဣတိလအမျိုးသားယူဒမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်အရင်ငါပေးမှုသောပရိညတရားကိုသူတို့သည်ဖျက်၍ငါတွေလည်းသူတို့ကိုယွန်ရှာ၏နောင်ကာလအခါဣတိလမျိုးသားတို့၌ငါပေးအပ်သောပရိညတရားဟုမူကားငါထာဝရဘုရားသည်ငါ၏ပြည့်ညတ်တရားကိုသူတို့အတွင်းထဲသို့သွင်းပြီးသူတို့နှလုံးပေါ်မှာရေးထားပြီးငါသည်သူတို့၏ဘုရားဖြစ်မည်သူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်ထိုသူတို့ကထာဝရဘုရားကိုတည်တော်ကိုအမျိုးသားချင်းညီကိုချင်းတယောက်ကိုတယောက်ဆုံးမဩဝါဒမေးရကြအကြောင်းမောကငယ်ဆုံးသောသူမှစာ၍အခြေဆုံးသောသူတိုင်အောင်ထိုသူအပေါင်းတို့သည်ငါ့ကိုသိကြလိမ့်မည်ထိုအခါငါသည်သူတို့ပြစ်များကိုသိခံမည်သူတို့မျိုးသောလူစရိုက်များကိုမအောင်မိပဲနေမည်ဟုထာဝရဘုရားမိန့်တော်မူ၏ဆိုတော့ဒီနေရာမှာဘာတွေ့ရလဲဆိုတော့နောက်ဆုံးပိုင်းမှာဆိုရင်ပရိညတ်တရားသိလုပ်တဲ့အခါမှာသူတို့အပြစ်များကိုမအောင်မိတော့ဘူးတဲ့အဲ့ဒီအတွက်ကိုပရိညတ်တရားသိအတွက်ကိုခရစ်တော်ကအသွေးသွင်းခဲ့ပြီးပြီနည်းနည်းတော့ရှုပ်တယ်ခရစ်တော်ကအသွေးသွင်းပြီးပြီသူတို့ကအခုအထိဣတိလလူတွေကအပြစ်လွတ်ခြင်းမရသေးဘူးဘာကြောင့်လဲသူတို့ခေါင်းမာလို့ဖြစ်တယ်ဆိုတော့ဘယ်ချိန်မှပဲအကျိုးခံစားရမလဲဆိုတော့ဒီလူတွေကခရစ်တော်ဒုတိယအကျင့်ကြွလာတဲ့အခါမှာပဲအကျိုးခံစားရနိုင်မယ်ခရစ်တော်ဒုတိယအကျင့်ကြွလာတဲ့အခါမှာသူတို့အပြစ်အလုံးကိုလွတ်လိမ့်မယ်အောစရာကောင်းတာဖယားသခင်ကနှုတ်ကပတ်တော်အောစရာကောင်းတယ်နော်ကျွန်တော်တို့က
ကျွန်တော်တို့ဒါတွေဘာကြောင့်နားမလည်နိုင်တယ်လဲဆိုတော့ကျွန်တော်တို့စိတ်မဝင်စားဘူးလေကျမ်းစာလည်းမဖတ်ဘူးပြောပြမဲ့လို့လည်းမရှိဘူးပြောပြတဲ့လူတွေကလည်းလောကမှာအောင်မြင်ဖို့ပဲပြောနေတာဖခင်ရဲ့အကြံစီတော်တွေကိုမပြောဘူးအဲ့ဒါကြောင့်ပဲဖခင်ရဲ့အကြံစီတော်တွေကိုကျွန်တော်တို့ပြောဖို့လိုတယ်လေဒီလောကကြီးဟာဖခင်အကြံစီတိုင်းနဲ့တွားနေတာဘာနဲ့တူတယ်လဲဆိုတော့ပင်လေပိုးတင်းပိုးကြီးဟာဆိုရင်သူ့အစီအစဉ်နဲ့သူတွားနေတာအထဲမှာအရာကြီးတော့တွားတဲ့လူတွေကတောင်တွားလိုက်မြောက်တွားလိုက်အနောက်တွားလိုက်အရှိတွားလိုက်ဘယ်လိုပဲတွားတော့တင်းပိုးကြီးတွားရပဲကိုတို့လိုက်တွားကြတယ်အဲ့လိုပဲကျွန်တော်တို့လည်းဒီလောကလည်းဖယားတဲ့ခေနဲ့အစီအစဉ်တိုင်းပဲတွားနေတယ်အဲ့ဒီဟာတွေလည်းသိဖို့လိုတယ်ကိုကိစ္စကျွန်တော်တို့ကကိစ္စများနေတာတော့ first step ပြတ်သွားတယ်ပြန်လျှောက်တယ်နောက်တော့ပရမရမ insurance ကိုဖြစ်သွားတယ်တခုဖြစ်သွားတယ်နောက်BNP ဖို့ရတခါနဲ့တိတိတယ်အမီးမလာဘူးအဲ့ဒါတွေနဲ့ပဲကျွန်တော်တို့ကဗျာများနေတာအဲ့ဒါတွေလည်းဗျာတော့များเสียရှိတယ်ဒါပေမဲ့အဲ့ဒါတွေကအသေးမွားလို့ထားရမယ်နော်ကိုခလေးသမင်းမစားကြလို့ဒုက္ခရောက်တယ်ဘယ်သူကလိုက်ဖို့မလဲစီခံကိုအဲ့ဒါတွေနဲ့ပဲကျွန်တော်တို့ကအကုန်လုံး occupy ဆိုတာလွှမ်းမိုးနေတယ်လေနော်ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဘာမဟုတ်တဲ့တီးမွားတဲ့အရာတွေကနေပြမလွှမ်းမိုးနေတော့တကယ်ဖယားရဲ့အကြံစီတော်ကြီးကိုနားမလည်နိုင်တော့ဒါကြောင့်ဒီကနေရှင်းပြနေတာနော်ဒါပေမဲ့ခင်ဗျားတို့ကစိတ်မဝင်စားဘူးဆိုတာတွေနားမလည်နိုင်ဘူးဘာကြားတဲ့ချက်နဲ့ဆိုအဆက်ဆက်မှုမရှိဘူးလေနော်ဒါကြောင့်ကျွန်တော်တို့အချင်းကုန်မှန်းနေမသိဘူးအခုအချင်းကုန်တော့ပဲအခုချိန်မှာဆိုရင်လောကကြီးမှာအောင်မြင်နေတာမကောင်းဘာကြောင့်လဲဆိုလောကကြီးမှာအောင်မြင်နေရဲ့ဒီဟာတွေစိတ်မဝင်စားနိုင်ဘူးအရန်ပိုက်စာဝင်ကောင်းနေတယ်အလုပ်ရှုပ်နေတဲ့လူတယောက်ဥမာဇီရောက်ပြီးတော့အရန်ဝင်ကောင်းနေတဲ့စိတ်ဓာတ်တွေမအားတော့ဘူးသူကအရန်အလုပ်ရှုပ်မကောင်းအဲ့ဒါအားကြစရာမရှိဘူးဒါကအခုချိန်စီးပွားတက်နေတဲ့လူတွေကျွန်တော်လုံးဝတနာအရင်ကတော့အားချစရာပေါ့နော်ဒါပေမဲ့အခုကတော့အားချစရာမဟုတ်တော့ဘူးဒါကြောင့်ကိုလည်းအရန်အလုတ်မပြည့်စည်နဲ့အလုတ်မပြည့်စည်နဲ့ဖယားတဲ့ခေနဲ့လောကပတ်တော်ကိုလိလာစိတ်ဝင်စားနိုင်ဖို့ကိုခန္ဓာနွမ်းနေနေတယ်ဆိုရင်ဒီမကောင်းဘူးဆိုရင်ဝိညာဉ်နဲ့တွေ့လဲဘာမှမစားနိုင်မဆုံးယုံနိုင်ဘူးကိုခန္ဓာပိုင်းလက်ကျမ်းမှာဖို့လို့စိတ်လက်ချမ်းသာဖို့လို့ဒါကြောင့်ဒီချိန်မှာစိတ်ရှုပ်မဲ့အရာတွေလည်းမစင်စားနဲ့စိတ်ရှုပ်မဲ့အရာတွေကိုအိမ်မခံနဲ့တချို့စိတ်ရှုပ်တဲ့ဥစ္စာတွေဟာတွေကအလကားတော့ဖျားခဲ့နေရှိတော့ကြောက်ပြီးတော့မဖျားလည်းမဖျားပဲနဲ့ဟုတ်တယ်မလားအလုပ်ပြုတ်ပြီးရှိတော့ဆိုပြီးတော့ပြုတ်လည်းမပြုတ်ပဲနဲ့ဟုတ်တယ်မလားအဲ့ဒါတွေကိုစိုးရိမ်ပြီးတော့ညအိမ်မရဘူးဟုတ်တယ်မလားခင်ဗျားတို့အဲ့ဒါတွေမလုပ်နဲ့ဖယားခလေးလေးကနေမိဘကိုအားကိုးလိုက်တယ်လို့ပဲဖယားကိုအားကိုးလိုက်ပါအဲ့ဒါမှပဲခင်ဗျားတို့ကျမ်းမှာပဲဖယားဆိုတာကသူ့အလိုတိုင်းတွားတယ်ဆိုရင်အရာအကုန်တာဝန်ယူတယ်နော်ကျွန်တော်မနေ့တိုင်းဒီမှာဖယားကျောင်းမှာစုတောင်းပြီးကောင်းမယ်စဉ်းစားတာလေဒါပေမဲ့မလွယ်ဘူးတယောက်ထဲသွားလဲကြာလာတော့လူမရှိတခြားလူကပေါ်မရှိတော့မခံနိုင်ဒါပေမဲ့အခုတော့ကျွန်တော်တို့လောက်လာတာ3လကျော်သွားပြီ praise the lord 3လကျော်သွားပြီကျွန်တော်တို့ဒီမှာတော့မဟုတ်ဘူးကျွန်တော်တို့သွားလေရမှာမနေ့တိုင်းကျွန်တော်တို့မလုပ်ဖြစ်တဲ့အချိန်တော့ရှိတယ်ဥပမာဒီနေ့လူမျိုးတော့မလုပ်ဖြစ်ဘူးလေဖះเจ้าတက်မယ်ဆိုတော့တနင်္ဂနွေနေ့တိုင်းမလုပ်ဖြစ်ဘူးဘာကြောင့်လဲဆိုတော့ဖះเจ้าတက်တော့မယ်ဆိုတော့ပြင်ရစင်ရတာနဲ့စားတောက်ရတာနဲ့တနည်းကိုဒီဆိုကျွန်တော်တို့ကနားရက်ဖြစ်တယ်ဝိညာဉ်ရမှာနားရက်ဒါပေမဲ့ကျွန်တော်တို့မနာပါဘူးတနည်းမှာလူကရင်ကြီးချိန်လောက်တရားဟောတယ်ကျန်တဲ့လူတွေပေါ့လေနော်နားရက်ပေါ့ကျန်တဲ့ weekdays တွေမှာဆိုကျွန်တော်တို့ကအလုပ်လုပ်ရက်ဖြစ်နေတယ်တို့ကျွန်တော်တို့ပုံမှန်8နိုင်ခွဲဒီမှာလာနောက်ပြီးတော့မှ7နိုင်ထိပြီး7နိုင်မှပြီးသွားတယ်ညနေပိုင်းတို့တက်တိခါကျွန်တော်တို့အိမ်ပြန်အနာယူနောက်ပြီးမှစာရေးပြင်ဆင်အဲ့ဒါတွေလုပ်နေရတယ်ညပိုင်းကျတော့အိမ်နောက်ပြန်ပေးရပြန်တယ်နော်ဆိုတော့ကျွန်တော်အဲ့လိုလုပ်နေရတယ်အိုးပုံမှန်လေးလုပ်တော့ဘာဖြစ်လဲဆိုတော့ပူချမ်းမာတယ်သိလားအရင်တော့ဆိုရင်
အရန်ပြင်ပန်းတတ်တယ်အခုမပြင်ပန်းတော့ဘုရားရှင်ပုံမှန်လေးအလုပ်လုပ်တဲ့အခါမှာဒါကြောင့်ဝိညာဉ်ရမှာဝိညာဉ်ပိုင်းကျမ်းမာမှာကိုယ်ကာယပိုင်းလည်းကျမ်းမာလိမ့်မယ်စိတ်ချမ်းသာတဲ့ကိုယ်ကာယလည်းကိုယ်ကာယကျမ်းမာမယ်ဆိုတော့အခုဒါကြောင့်ခင်ဗျားတို့လည်းကိုယ်ကာယအပိုင်းမှာဒါတော့ကြီးအချိန်မပေးနေတော့ကိုယ်ကာယပိုင်းမှာဒါတော့လေးပေးပြီးတော့ဝိညာဉ်ပိုင်းမှာလည်းအခုဆိုရင်ကိုယ်ကာယပိုင်းမှာဒါတော့ကြီးအချိန်ပေးတယ်ဆိုရင်အချိန်ရောပတ်စာအောင်ပေးတယ်ဆိုရင်ဝိညာဉ်ပိုင်းမှာဒါတော့လေးပေးတယ်နော်ဟောအခုကဝိညာဉ်ပိုင်းကိုဒါတော့ကြီးစီပြီးတော့ကိုယ်ကာယပိုင်းကိုဒါတော့ကြီးကိုလျှော့ပါကိုယ်ကာယပိုင်းကိုလျှော့ပြီးတော့ဝိညာဉ်ပိုင်းကိုချဲ့ပါနော်အဲ့ဒါလိုလုပ်မယ်ဆိုရင်ခင်ဗျားတို့ပို့ပြီးတော့ကျမ်းမာလိမ့်မယ်ပို့ပြီးတော့လည်းအစီပြေလိမ့်မယ်မယုံရင်လက်တွေ့လုပ်ကြည့်ပါနောက်အဲ့ဒါခါမှာဖယားရဲ့အကြံတော်တွေကိုလည်းသိပြီးတော့အစင်သစ်လုပ်နိုင်မယ်နော်အခုကဖယားရဲ့ခင်အကြောင်းပြောလိုက်ရင်နာဝေးတယ်ဝီမိုးမဝေးနိုင်လို့တဘောမပေါက်နိုင်ဘူးဘာကြောင့်လဲလုံးဝစိတ်မဝေးစားဘူးလေအဆက်ဆက်လည်းမရှိဘူးလေအဲ့ဒါကြောင့်နားမလည်နိုင်ဘူးဒါကြောင့်ဝိညာဉ်ပိုင်းမှာလည်းအဆက်ဆက်ရှိအောင်ကျွန်တော်လုပ်ကြရအောင်ဆိုတော့ဒီမှာဆိုရင်ခုနကပြောမယ်ဒါဝိမင်းမျိုးနဲ့ယေရုရှလင်မြို့သားတို့ဤဒုစေအပြစ်ငြိကြီးကိုစီးကြောစရာဖို့ဘာဖြစ်စီမလဲဆိုတော့စမ်းရည်တွင်ဒီပွင့်နေရှိလိမ့်မယ်အဲ့ဒါဘာဆိုင်ကြလဲဒုစေအပြစ်ငြိကြီးကိုစီးကြောဖို့ရစမ်းရည်တွင်ပွင့်လိမ့်မယ်ဘာအဲ့ဒါဥပမာဆောင်းတယ်လေစမ်းရည်တွင်နာမှာကျွန်တော်ဘာလို့တတ်တယ်လဲရည်ချိုးတတ်တယ်လေဟုတ်တယ်မလားအဲ့ဒါရည်ချိုးမှပဲတတ်ရှင်းသွားတယ်လေဒါပေမဲ့တကယ်စမ်းရည်တွင်လာတာမဟုတ်ဘူးအပြစ်စီးကြောဖို့ရရည်ကစီးကြောလို့မရဘူးဘာနဲ့စီးကြောလို့ရတယ်လဲအသွေးဖယားရဲ့ခင်ကပြောတယ်လေတင်တို့ပြုတ်သောအပြစ်ကိုဖြည့်ဆည်းခြင်းငါထိုအသွေးကိုတင်တို့အားရစ်ပလင်ပေါ်မှာငါပေးပြီလို့ပြောတယ်လူအပြစ်ကိုဖြည့်တော့အရာကအသွေးဖြစ်တည်းတဲ့အဲ့ဒါဝိပယကျမ်းထဲမှာရှိတယ်ဆိုတော့19အငယ်17ထဲမှာလေဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့စမ်းရည်တွင်ပွင့်နိုင်မယ်ဆိုလိုတာကတော့အခုကျွန်တော်တို့အစီအစဉ်ကဘုရားခင်အစီအစဉ်ကမကြခင်မှာခြေဆောင်ခြင်းလာမယ်ဘီရန်ကြီးခုနှစ်ကာလရှိမယ်အဲ့ဒီဘီရန်ကြီးကာလမှာဣသရေလအများကြီးတည်လိမ့်မယ်ကြံကျွေးတဲ့လူရှိလိမ့်မယ်အန်တီခရစ်ကလည်းဣသရေလကိုတည်မယ်တတ်မယ်ဒါပေမဲ့သူတို့ကိုဘုရားခင်တချို့တွေကိုဖွက်ထားပြီးတော့ကာကွယ်မယ်အဲ့ဒီမှာကြံကျွေးတဲ့အရောက်တိုင်းကနေခရစ်တော်ကိုကျူဆိုမယ်ကျူဆိုတဲ့အခါမှာသူတို့ကခရစ်တော်ကိုကျူဆိုမယ်သူတို့ကြိုက်တဲ့ပုံစံနဲ့လာပြီလေဘာနဲ့လာကြလဲဆိုတော့တကိုးနဲ့ဘုံတကိုးနဲ့ရှင်ဘရင်နဲ့လာတော့အားလုံးကခရစ်တော်ကိုမက်ဆာယာအနေနဲ့လက်ခံနိုင်မယ်အဲ့ဒီခါမှာသူတို့အပြစ်အားလုံးကိုဖယားကဘာလို့လိုက်ပါလဲခွန်းလိုက်မယ်အဲ့ဒါကိုစမ်းရည်တွေးလို့ခေါ်တယ်သူတို့အပြစ်အားလုံးကိုခရစ်တော်ကနေပြီးတော့လွတ်လိုက်မယ်အနည်းတစ်ထောင်ကာလမှာဆိုရင်သူတို့ကိုခုနကယေရမိထဲမှာပြောထားတယ်လို့ပဲပရိညတရားတစ်လုပ်ပြီးတော့သူတို့ရဲ့ဖယားဖြစ်မယ်သူတို့လည်းငါရဲ့လူဖြစ်ကြလိမ့်မယ်လို့ပြောတယ်တရားနဲ့တရားဖယားရဲ့ခင်ကိုတိပါလို့ပြောစရာမလိုဘူးအခုဆိုရင်ကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုတော့ဖယားကြောင့်သွားရအောင်လို့ပြောစရာလိုနေတယ်သေးတယ်ဒါပေမဲ့ခရစ်တော်ရတဲ့လူတွေကတော့တော်တော်လေးကိုတွားချင်တဲ့စိတ်သဘောရှိတယ်ခရစ်တော်မရတဲ့လူတွေကတော့မတွားချင်သေးဘူးတနည်းကနေ့နေ့လောက်မှပဲပုံမှန်သွားတယ်ခရစ်တော်ရပြီးတော့ဝိညာဉ်ရမှာဒုတက်တဲ့လူတွေကတော့တနည်းကနေ့နေ့မှမဟုတ်ဘယ်တော့တရားဟောရှိမလဲဘယ်တော့ဖယားကိုကိုယ်မလဲဆရာမောဇရှိသလားမရှိဘူးလားအရေးမကြီးဘူးဖယားရဲ့ခင်ကိုကိုယ်ရရင်တော်ပြီဆိုတာဖြစ်ရမယ်လေအခုဆရာမောဇရှိမှလာတယ်ဆရာမောဇမရှိတော့မလာတော့ဆိုရင်တော့အဲ့ဒါဆရာမောဇကိုကိုယ်ကိုယ်တာဖြစ်သွားမယ်ဟုတ်လားမလားဒါကြောင့်အမှန်ကတင်ချင်တာတော့မှန်ပါတယ်ဒါပေမဲ့ဖယားကိုကိုရမယ်လေကျွန်တော်တို့ဖယားကိုကိုရမယ်
ဒါကြောင့်ဖယားတိပါလို့ပြောเสียလို့တော့မှာမဟုတ်ဘူးတဲ့နော်အခုဒီဇကာရိထဲမှာပဲပြန်သွားရအောင်အမဆိုရင်ဒီစာရည်တွေးတာပွင့်ပြီးသားဘယ်တော့မှပွင့်တယ်လဲခရစ်တော်အတေခံတော့ပွင့်ပြီးပြီဒါပေမဲ့ဣတိလလူမျိုးများအတွက်ကမပွင့်သေးဘူးလေကျွန်တော်တို့အတွက်တာပွင့်နေတာသူတို့အတွက်မပွင့်သေးဘူးဒါကြောင့်သူတို့အခုထိအဖြစ်ထဲမှာပဲရှိနေတော့ပဲဖြစ်သေးတယ်ဒါကြောင့်အခုတချို့လူတွေသိချင်ကြလိမ့်မယ်ဣသရေလလူမျိုးတွေအခုချိန်မှာတည်သွားနေရှိတော့ခရစ်တော်လည်းမလက်ခံဘူးဆိုတော့ဘယ်သွားမှလဲငရဲသွားမှာဘာကြောင့်လဲသူတို့လည်းမခံလို့လေခရစ်တော်လည်းမခံလို့ခရစ်တော်လက်ခံတဲ့လူတွေကြတော့လည်းကောင်းကင်ရောက်သွားမယ်အခုချိန်မှာသူတို့ကိုလောလောဆယ်ဖယားခင်ကဘေးဖေထားတယ်ဆိုတော့ကောင်းကြီးတော့ပေးတယ်လောကကောင်းကြီးတော့ပေးတယ်ကောင်းကင်တက်ခွင့်တော့မပေးဘူးဘာကြောင့်လဲတတိကြီးလေလာဇရုအကြောင်းမှာတွေ့တယ်မဟုတ်လားတတိကြီးကလောကကောင်းကြီးခံစားရသလားခံစားတယ်ဒါပေမဲ့တီတော့ပဲရောက်သွားတယ်ငရဲရောက်သွားတယ်ဒါကြောင့်အခုချိန်ကဆိုရင်အဲ့ဒီဣတိလလူတွေကခရစ်တော်လက်မခံဒါပေမဲ့ဒုတိယချိန်ကြွလာတဲ့ခါကျတော့သူတို့အားလုံးကခရစ်တော်လက်ခံကြလိမ့်မယ်အခုဒီဥစ္စာကဇကာရိခန်းကြီး73နော်အငယ်1ကျွန်တော်ပြောပြီးပြီနောက်အငယ်2မှာဆိုရင်ကောင်းကင်ဘုရားရှင်သာရဖျာမိန်တော်မူဒီကပြည်တော်တွင်ရှိသောရုပ်တို့၏နာမများကိုနောက်တစ်ပါးဘေသူမြတ်မမှတ်မိစေခြင်းကထိုကာလ၌ငါတုတ်တင်ပယ်ရှင်းမည်အခုလည်းရုပ်တို့တွေကတော့မရှိတော့ပါဘူးဣတိလလို့ရုပ်တို့ကိုယ်ပဲလို့မရှိတော့ဘူးဘယ်နေစသူတို့ကိုယ်ပြောက်သွားတယ်လဲဆိုတော့ဘာလို့ကြုံခံရကနေသူတို့လိမ်မာသွားပြီအဲ့ဒီမှာတိုင်ခင်တော့ဆိုရင်သူတို့ကရုပ်တို့ကြီးလည်းပဲကိုယ်ွယ်ချင်နေကြတယ်ဣတိလလူတွေကလည်းအရှာနော်စိတ်ဆိုးစရာကောင်းတယ်နော်သူတို့အရန်ကောင်းတဲ့ဖယားတဲ့ခင်ကိုတော့မကိုးကွယ်ပဲနဲ့ဘာမှအကျိုးမပေးနိုင်တဲ့ဒီပတ်ဝန်းကျင်ကရုပ်တို့ကိုးကွယ်တဲ့လူတွေရဲ့ဖယားတွေကိုကိုးကွယ်နေကြတယ်အဲ့ဒါကြောင့်သူတို့အားလုံးပယ်ရှင်းမယ်လို့ပြောတယ်သူတို့ရုပ်တို့တွေ prophet ပြုလို့တော့သူတို့ကိုလည်းကောင်းညီညွတ်သောဝိညာဉ်ကိုလည်းကောင်းပြည်တော်မှနေထုတ်ပြီတဆုံတယောက်သောသူတွေ prophet ပြုသေးတယ်ဖွားမြင်တော်မိဘတို့ကတင်းဒီဖျားသာရဖျားနာမကိုမြည်ပြု၍မိုးသာစကားကိုဟောပြောသောကြောင့်အတိခံရမည်ဟုဆိုလျက် prophet ပြုစဉ်ပင်ကိုမိဘတို့တွေသူ့ကိုထုတ်ချင်းခတ်ထိုးကြလိမ့်မည်ထိုကာလ၌ prophet တွေဟောပြောသောအခါမိမိမြင်သောယူပါယုံကြောင့်ရှက်လိမ့်မည်သူတို့ဘာကိုလည်းအစားမြင့်ကြံတဲ့ကြံတတ်သောအဝတ်ကိုလည်းမဝေရအကျွန်ုပ်ဒီ prophet မဟုတ်လေလုတ်တော်သူဖြစ်ပါ၏ငယ်တော်ရွယ်မှစ၍သူတို့ဘာ၌ကြုံခံပြီးကိုဝန်ခံလိမ့်မည်သူတို့ဘာကလည်းတစ်လက်၌ပေါ်သောဒဏ်ရာကအဘေတို့နေဟုမင်းနေဒီဒဏ်ရာကအကျွန်ုပ်ရဲ့အဆွေခင်ဖို့အိမ်၌ခံရသောဒဏ်ရာဖြစ်ပါလေဟုပြန်ပြောကြလိမ့်မည်ခရစ်တော်တို့ရဲ့အချိန်ကြွလာတဲ့အခါ prophet တွေပျောက်ကုန်ပါအခုဆိုရင် prophet တွေတအားပေါ်လာမယ်လို့ပြောတယ်လေမိစ္ဆာ prophet တွေဘာဖြစ်မှလဲကိုအရန်ပေါ်များတဲ့အချိန်တော့တရိထားနော်ဒီလူတွေကအမှားတွေလည်းအမှားကြီးတွေမပြောအမှားကြီးပဲပြောဘယ်သူမှလိုက်မလားမလိုက်မှန်တာတွေလည်းပြောလိုက်မယ်အထုဆိုတာအစစ်နဲ့ခတ်စင်စင်ပဲအဲ့ဒါကြောင့်တတိထားဖို့လိုတယ်ဒီအချိန်ဟာမိစ္ဆာ prophet ပေါ်များတဲ့အချိန်ဖြစ်တယ်ဒါကြောင့်တမန်တရားမသိတဲ့လူတွေကတော့အဲ့ဒါနောက်ကိုပါလောက်သွားကြတယ်လိုက်သွားကြတယ်အခုလူထုတ်တွေမင်းတို့တွေအားလုံးကအယံတနာစရာကောင်းတယ်ဘာကြောင့်လဲဆိုတော့တမန်တရားမသိတဲ့အခါကျတော့ကိုကအပြောကောင်းတိုင်းကိုယုံကြည်တယ်ဒီကတကူနဲ့နမိတ်ခန္ဓာပြည့်လည်းယုံကြည်တယ်နော်အိုးအယံဟုတ်တယ်ဆိုတော့ယုံကြည်တဲ့ခေတ်အခြေအနေဖြစ်တယ်ကိုကဒါကြောင့်ကျွန်တော်တို့တတိထားမယ့်အချိန်ဖြစ်တယ်ခရစ်ဘယ်သူကတတိပေးသွားလဲဆိုတော့ကျွန်တော်တို့ကိုယောဟန်ကနေတတိပေးသွားတယ်နော်ယောဟန်ပရမတ်ဆောင်ခန်းကြီးဥစ္စာမှာကြည့်ရအောင်တိယောအခန်းကြီး၄ထဲမှာလေအခန်းကြီး၄ထဲမှာကြည့်မယ်ဆိုရင်အငယ်1ကနေကြည့်မယ်ဆိုရင်ချစ်တော်တို့ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံကြနှင့်စိတ်ဝိညာဉ်တို့သည်ဘုရားခင်နဲ့ဆက်ဆိုင်နေမဆက်ဆိုင်နေကိုစုံစမ်းကြလော့အကြောင်းကမစ္ဆာ prophet များတို့သည်ဒီလောကသို့သွားကြပြီဆိုတော့မစ္ဆာ prophet များစွာကိုပေါ်ပေါက်နေတယ်အဲ့ဓာတွေကိုအခုလူတွေကမသိဘူးအဲ့ဒါမှသူကလည်းအယမ်းလေတယ်နော်မစ္ဆာ prophet ဆိုတဲ့အတိုင်းပဲအယမ်းလေတယ်လူတွေကလူတွေကဥစ္စာမဖြစ်အောင်လေယုံကြည်အောင်ကိုမင်းတို့
တက်ရှိတော်ဝိညာဉ်တော်ဖြစ်မှားတယ်နော်အဲ့လိုပဲပြောတယ်လေနောက်သူတို့ကမှားတယ်လို့ပြောရင်သူများပုံမှာတရားမစီရဘူးတဲ့အဲ့လိုနေနဲ့ကျွန်တော်တို့ကိုချင်းချောက်တော့တက်ရှိတော်ဝိညာဉ်တော်ကိုဖြစ်မှားမှာစိုးရင်လို့လေကျွန်တော်တို့ကလည်းမပြောရဘူးဖြစ်နေတာကျွန်တော်လည်းဘိုးတော်ဆဆောင်ခါစားဆိုရင်1980လောက်မှာတော်တော်ပေါ်တာချင်းတော်မှာတော်တော်ပေါ်တာဖလန်ပဲမှာအဲ့ဒါမှမပြောရဲဘူးသူတို့ကမဝေဖန်ရဲဘူးဘာကြောင့်တော်ကြမှားသွားတယ်ရှိတော့ကိုယ်ပဲခံရလိမ့်မယ်ဆိုတော့နောက်ပိုင်းကျတော့ပြက်ပြက်သားသားကြာလာတဲ့ခါတမတရားတိသွားတဲ့ခါကျတော့ပြောရဲလာတယ်ဒီလူတွေကသူတို့ကပြောင်းပြီးတော့လူတွေကိုနေတာနော်ဒါနဲ့one day စရာကောင်းတော့သူတို့ကိုယ်တိုင်လည်းမသိပါဘူးသူတို့သူများကိုလက်ပြားနေတယ်ဆိုတာလည်းသူတို့မသိဘူးအဲ့ဒါမာတဲ့ခန်းကြီးခုနှစ်ထဲမှာခရစ်တော်ပြောတဲ့ဥစ္စာကျွန်တော်တို့သတိထားကြရအောင်အငယ်15ကနေအတွင်း၌ကျမ်းတန်တော်ခွေဖြစ်လေတိုးရီကိုခြုံ၍တေလို့ရှိရာတို့လာတော့မိစ္ဆာပရောဖက်တို့ကိုတတိနဲ့ရှောင်ကြတော့အတွင်းမှာတော့ဗာလဲကျမ်းတန်တော်ခွေဆိုတာဘာလို့ဖို့လဲကိုက်စားဖို့ပဲဒါပေမဲ့အပြင်မှာတော့ဘာခြုံထားတယ်ဘာကြောင့်တိုးရီခြုံနေရသေးလဲသူကတိုးစားချင်တာလေအဲ့ဒါတိုးရီနာအနာကတ်လို့ရအောင်လေအခုအဲ့ဒါတွေအများကြီးလှဲ့လေနေတယ်ဒါပေမဲ့လူတွေကမသိလို့သူတို့ကိုတရားနာကြတယ်ဟုတ်တယ်ဆိုအလှူတွေပေးကြတယ်တရားနာကြတယ်အယံထောက်ခံနေကြတယ်နော်အဲ့ဒါအားလုံးထိုတို့ရဲ့အကျင့်ကိုထောက်ရတို့ရဲ့သဘောကိုသိကြလိမ့်မည်ဆိုပြီး၌စပိကိုတီးကိုစွတ်တတ်တယ်လို့ဆိုလေပြီး၌ဒီမောတပန်းလေးကိုစွတ်တတ်တယ်လို့ကောင်းသောအပင်တွေကောင်းသောအသေးမကောင်းသောအပင်တွေမကောင်းသောအသေးကိုတီးတတ်၏ကောင်းသောအပင်တွေမကောင်းသောအသေးမကောင်းသောအပင်တွေကောင်းသောအသေးကိုမတီးနိုင်ကောင်းသောအသေးမတီးသောအပင်ရှိသမျှကိုခုတ်လေမိထဲကိုချလိုက်တတ်၏သူဖြစ်လေထို prophet ရဲ့အကျင့်ကိုထောက်တော်သူတို့သဘောကိုသိကြလိမ့်မည်တဲ့ဒီ prophet တွေမှန်သလားမှားသလားဆိုတော့ဘာနဲ့ကြည့်ရမလဲဆိုတော့အကျင့်အားဖြင့်ဒါကြောင့်အဲ့ဒီစရာဆိုရင်ပိုစတရိထားဘာကြောင့်သူတို့အကျင့်ကြည့်ချင်မရှိဘူးလေကျွန်တော်ခဏလေးဝင်လာပြီးတော့မှကျွန်တော်ပြောသွားတယ်စီလိုချောအောင်လေဒါနဲ့ကျွန်တော်တို့တကူနမင်းလက္ခဏာပြိုင်ပူဆိုးတယ်တကူနမင်းလက္ခဏာမပြိုင်တောင်မှကျွန်တော်တို့အကြိုက်ဟောသွားမယ်လေဒီ prophet အထုတွေကဘာလို့မှလဲသိလားကျွန်တော်တို့လူအကြိုက်ဟောသွားလိုက်ဒါကြောင့်ကျွန်တော်တို့ဝိတ္တိထားဖို့လို့သူတို့ပြောကောင်းတိုင်းကိုမယုံနဲ့ကျမ်းစာနဲ့ကိုးကားလိုက်မယ်တချို့ကျမ်းစာအများကြီးကိုးကားလိုက်မယ်ဒါပေမဲ့သခင်ဟိုငါ့ကိုလျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်အလိုကိုစာတော်သူသားလေးဝင်ရလိမ့်မည်ထိုနေ့၌ကသခင်ကျွန်ုပ်တို့ဒီကိုတော်အခွင့်နဲ့ဆုံးမဩဝါဒပေးပြီးမဟုတ်လို့ကိုတော်ခွင့်နဲ့ဆိုးလို့ကိုနေထုတ်ပါမည်မဟုတ်လို့ကိုတော်ခွင့်နဲ့များစွာသောတကိုးတို့ပြပါမည်မဟုတ်လို့အများသောသူတို့ဒီလျှောက်ကြလိမ့်မည်ထိုတို့လျှောက်ကြသောအခါတင်းတို့ငါလေးမသိငါတို့မဟုတ်ကိုပြုတ်သောသူတို့ငါထံမှဖယ်ကြဟုထိုတို့ကငါတိလေးပြောမိဆိုတော့ခရစ်တော်ကိုသူတို့ကဘယ်လိုလျှောက်ကြသလဲကိုတော်အခွင့်နဲ့ဆုံးမတယ်ကိုတော်ခွင့်နဲ့များစွာသောသမီးနဲ့ခဏတွေကိုလည်းပြတယ်ကိုတော်ခွင့်နဲ့နတ်ဆိုးတွေတောင်မှနေထုတ်တယ်မဟုတ်လားလို့ပြောတယ်ခရစ်တော်မဟုတ်ပါဘူးလို့မပြောဒီတို့ကငါမသိလို့ပြောမယ်ခရစ်တော်နာမကိုသုံးပြုသလားပြုတယ်ဒါကြောင့်ခရစ်တော်နာမအသုံးပြုတိုင်းဒီယုံရတာမဟုတ်ဘူးတတိထားရအောင်ကျွန်တော်တို့တတိထားမနေပြောတာတောင်မှကျွန်တော်တို့မှာရောင်တတ်သေးတယ်မပြောရလို့ဆိုရင်တော့ဒီတော်ခွေးတွေရဲ့ကိုက်စားခြင်းကိုခံရတော့မှာပဲတော်ခွေးတွေကိုက်စားတယ်ဆိုတာသိလားပရမလောကမှာဘာခါစားရမှာလဲသူတို့ရဲ့ငွေတွေကိုစားတယ်အဲ့ဒါသူတို့လူသလားမလူဘူးဒီ prophet အတူကိုဘယ်လိုထင်တယ်သူတို့ကဖယားလူထင်ပြီးတော့ပိုက်ဆံကိုလိုက်လဲဘာလို့မလဲပေးမယ်ကိုအိမ်မှာလဲကောင်းကောင်းမွန်မွန်ဘာလို့မလဲကျွေးမယ်နောက်အဲ့ဒါသူ့ရဲ့ဘန္တာကိုတင်သွားပြီအဲ့ဒါပေါ်သလားအဖြစ်မပေါ်ဘူးကိုကလည်းဂျီနတ်သလားဂျီနတ်တယ်ဒုတိယဘာစားမလဲဆိုတော့အဲ့ဒီဩဝါဒကြောင့်ကောင်းကင်မှာသွားမဲနဲ့ပဲသွားမှာလဲငရဲသွားမယ်အဲ့ဒါပူဆိုးတယ်အဲ့ဒီဩဝါဒယုံတဲ့အတွက်ကြောင့်ငရဲသွားရအောင်မှာအဲ့ဒါကြောင့်ကြောက်เสียရန်ကောင်းတယ်ကြောက်เสียရန်ကောင်းတယ်ဒါကြောင့်သူတို့ကိုတတိထားရ
ဒါကြောင့်ခရစ်တော်နာမသုံးတိုင်းဒီမဟုတ်ဘူးဒါကြောင့်ခင်ဗျားတို့ကိုယ်တိုင်ရောဘာဖြစ်ဖို့လိုလားကလေးဆိုတော့လူတွေအကျင့်ကိုကြည့်ဖို့လိုတယ်ချက်ချင်းမယုံအောင်လူတရချက်နေနဲ့ကကျမ်းစာကိုဘာလို့ရမှာလဲဖတ်ရမယ်ကိုယ်တိုင်ကျမ်းစာဖတ်ရမှာလေအခုကျမ်းစာလုံးဝမဖတ်တာဟုတ်တော့မလားတတိတရီနေ့ဘုရားကျောင်းမှာပြောတာလေးလားနားထောင်နေလို့အဲ့ဒါတော့မရအောင်ကျွန်တော်တို့မှာကျမ်းစာကိုဘာလို့ဖို့လို့လဲလေ့လာဖို့လို့တယ်ဖတ်ဖို့လို့တယ်အဲ့ဒါကြောင့်မနဲ့မှာအားတဲ့လူတွေလေမနဲ့မှာဒီမှာကျမ်းစာသင်ပေးနေပါလေကျမ်းစာကျောင်းမယ်ကျမ်းစာသင်ပေးနေတယ်အဲ့ဒါသင်ခြင်းအဖြစ်များစွာကျိုးရှိနေမယ်အဲ့တော့ပုဒ်တာနဲ့မရအောင်8 နိုင်ခွင့်မပြီးလဲ9 နိုင်လာပါ10 နိုင်လဲလာပါပြီးတဲ့ချိန်လာပါပြီးတဲ့ချိန်မှာပါဝင်လိုက်ဘတ်စကားလိုက်တယ်လို့ဘတ်စကားလိုက်လဲကိစ္စမနေမလိုက်နိုင်လဲဘယ်နေလိုက်တယ်လဲကြုံတဲ့နေရာနေလိုက်သွားတယ်လေနည်းနည်းလေးလိုက်လဲတက်တက်ပါတယ်နော်ဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့8 နိုင်ခွဲစားတယ်ဆိုပေမဲ့လို့အစီမပြေလဲ9 နိုင်လဲလာပါ10 နိုင်လဲလာပါ7 နိုင်လဲလာပါဟုတ်နော်ဆိုတော့အနေနဲ့အများတော့အကျိုးရှိလိမ့်မယ်ဖယားတခင်ကိုကောက်ရိုးမင်းတို့ခဏလေးဝူးတခါနဲ့စိတ်အတက်ကြောမလောက်ပိုက်တော့ပြန်မိသွားအဲ့ဒါမျိုးကဘယ်တော့မှမတူတယ်ဘူးပုံမှန်လေးအမြဲအဲ့ဒါမှပဲအောင်နေတယ်ဆိုတော့ကအခု prophet ပေါ်များတဲ့ခေတ်တယ်နော်ဒါပေမဲ့ခရစ်တော်ကြွလာတဲ့ခါကျတော့ prophet တွေမှာဖြစ်တော့မှလဲပျောက်ကုန်မှာကောင်းလိုက်တာအခုချိန်ကစိတ်ရှုပ်တယ်ဒီ prophet တွေလောက်မွေနောက်လိုက်တဲ့အတွက်ကြောင့်လူများစွာဟာရောင်ကုန်တယ်လေဟုတ်လားမလားပြောဖို့တောင်မှမနေပြန်အမှန်ပြန်ပြောရင်တောင်မှဆရာတို့ကဝိညာဉ်တော်လည်းမခံတဲ့လူတဲ့အဲ့လိုပဲဟုတ်လားမလားသူများမဝေဖန်နဲ့အတွေ့အကြုံမခံတော့အဲ့လောက်ဖြစ်နေတယ်အဲ့ဒါကြောင့်ကြောက်စရာကောင်းတဲ့ခေတ်ဒါပေမဲ့ခရစ်တော်ကြွလာရင်တော့နိထရောင်ကာလမှာ prophet မရှိနိုင်တော့ဒီအချိန်က prophet ပေါ်တယ်လို့ပြောတဲ့အတိုင်းအရန်ပေါ်တဲ့ခေတ်နော်ဒါကြောင့်ခေတ်ကာလကိုလည်းသိဖို့လိုတယ်အခု prophet တကားပေါ်မဲ့ကာလဘယ်မှာပြောရလဲမာနခန်းကြီး24မှာပြောပြီးပြီလေနော်မာနခန်းကြီး24မှာကြည့်မယ်ဆိုရင်မာနခန်းကြီး24မှာကျွန်တော်တို့ကြည့်ရအငယ်မာနခန်းကြီး24အငယ်ခုနှစ်မှာအငယ်9မှာအများသောငါတို့ကငါဒီခရစ်တော်ဖြစ်ကြဟုဆိုလျက်ငါ၏အရာကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖျားကြလိမ့်မယ်တဲ့ခရစ်တော်အတုပေါ်လာလိမ့်မယ်တဲ့အခုခရစ်တော်အတုပေါ်လာထောင်နဲ့ချီရှိပြီကဘာဝမ်းမှာလေခရစ်တော်အတုတွေများရှိတယ်အဲ့ဒီမိုင်းနေတဲ့လူကတော့မလွယ်ဘူးမိုင်းနေသွားတဲ့လူတွေများရှိပြီ7မှာကြည့်အောင်အခန်းကြီး7မှာနော်ထိုကာလ၌အများသောသူတို့ဒီဖောက်ပြန်ပစ္စည်းချုပ်တယောက်၍အချင်းချင်းတယောက်ကိုတယောက်အပ်ကြလိမ့်မည်အချင်းချင်းမောင်းကြလိမ့်မည်မိစ္ဆာ prophet အများတို့ဒီပေါ်လာ၍လူအများတို့ကိုလှည့်ဖျားကြလိမ့်မည်အခုကအဲ့ဒီမိစ္ဆာ prophet အရန်ပေါ်များတဲ့အချိန်ဖြစ်တယ်နောက်ပြမအငယ်24မှာလေအကြောင်းပေါ်ကခရစ်တော်၏အရာကိုဆောင်တော်သူနှင့်မိစ္ဆာ prophet တို့ဒီပေါ်လာ၍ရွေးချယ်သောသူတို့ကိုပင်လက်ဖျားနိုင်လေလက်ဖျားလောက်အောင်ကြီးစွာသောနမိတ်လက္ခဏာအမွေသောအမှုတို့ကိုပြုကြလိမ့်မည်ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီအဲ့ဒါမှာခရစ်တော်အတုပေါ်လာလိမ့်မယ်နမိတ်လက္ခဏာတွေလည်းပြလာလေတတ်လိမ့်မယ်အဲ့ဒါကြောင့်မယုံလိုက်ကြနဲ့မယုံလိုက်ကြနဲ့ဒါကြောင့်ကျွန်တော်တို့မှာအယံတရိထားတဲ့အချိန်ဖြစ်တယ်ဒီအချိန်မှာဆိုကျမ်းစာဖတ်ပြီးတော့လိလာပြီးတော့သင်ပြီးတော့ကိုယ်ကလည်းကိုယ်မနားမလည်နိုင်တဲ့အတွက်ကြောင့်အမြဲတမ်းကျမ်းစာသင်ဖို့လိုတယ်ဆရာဒီမြို့မှာနေရှိတဲ့ရွေးကတော့အရာကြီးခွင့်ပြုတယ်ဆိုရင်တော့မနေ့တိုင်းကျမ်းစာသင်တာရှိတယ်နော်ညတိုင်းကျမ်းစာသင်တာရှိတယ်မပြတ်မကွဲသင်မှာကိုယ်နဲ့တိုက်ဆိုင်တဲ့ကျမ်းပိုက်တွေလည်းသင်ပေးလိုက်မယ်မတိုက်ဆိုင်တာတွေလည်းသင်ပေးမယ်နော်နောက်အတွက်လေဟုတ်တယ်မလားကျွန်တော်မျိုးသမီးပစ္စည်းဝယ်လေ
အခုအတွက်လဲဝယ်တယ်နောက်အတွက်လဲဝယ်တတ်တယ်ဘာအတွက်လဲဆိုတော့အခုစောင်းရာတီကုန်တဲ့အခါမှာစောင်းရာတီကအဝတ်စားတွေကိုဝယ်တယ်ဘာကြောင့်လဲဈေးချတာဟုတ်တအားဈေးချတော့နောက်စောင်းအတွက်လေနွေရာတီကုန်ခါနေမှာဆိုရင်နွေရာတီပစ္စည်းတွေကိုအကုန်လုံးဈေးချတယ်လေတရားတောင်တွေကို၄-၅ချက်လောက်နဲ့ရတဲ့အချိန်မှာအဲ့ဒါမှဝယ်တယ်အကုန်လုံးကျုံတင်းကျုံဝယ်လိုက်တော့ဒေါ်လာ30လောက်နဲ့ဆိုရင်9ထည်လောက်ရတယ်လေခင်ဗျားတို့ကသူ့ရတင်တဲ့သူဝယ်တော့တစ်ထည်ကိုဒေါ်လာ50လောက်ပေးရအဲ့တော့ကြောင့်ဘာမှမလောက်နိုင်ဘူးဒါတော့ကျွန်တော်တို့ရောက်ခါစလူတွေလည်းပြတခြားလူတွေကိုပိုက်ဆံမပေးချင်ဘူးပစ္စည်းနဲ့ပဲပေးချင်တယ်ပိုက်ဆံနဲ့ပေးခင်ဗျားတို့မဝယ်တတ်တော့ကတခါနဲ့20ပေးရင်လည်းဘာမှဖတ်သိမတင်ဘူးကျွန်တော်တို့ကတော့၄-၅ချက်လေးလောက်နဲ့ဝယ်လိုက်တော့အဲ့ဒါတန်တယ်လေဆိုတော့အဲ့ဒါကြောင့်ကျန်းစာတင်တဲ့အခါမှာအဲ့လိုပဲလောလောဆယ်ဒီနေ့တည်ပြောတာလည်းခင်ဗျားတို့အတွက်အကျိုးရှိရှိမှရှိမယ်တချို့လူတွေအတွက်ဒါပေမဲ့နောက်အတွက်အကျိုးရှိနေမယ်များတင်ထားတိထားနောက်အချင်းတန်လာတဲ့ခါကျတော့သူ့ဟာနဲ့သူစီလာလိမ့်မယ်ခင်ဗျားဝိညာဉ်နဲ့လေအဲ့ဒါကြောင့်တွေးထားတာအရင်ကြီးတယ်ကျွန်တော်တို့ကတော့ဘာဖြစ်လဲဒီနေ့အရာခွန်အားရတယ်ဒီမှာခွန်အားရတယ်တော့မသိဘူးနောက်နေ့တော့မတူဘူးပဲသိမထူးကြဘာလို့မလားအဲ့ဒါစိတ်ကတက်ကြွတာပြောတာထင်တာမအဲ့လိုမဟုတ်ပါဘူးဝိညာဉ်ခွန်အားဆိုတာဆုဆောင်ပြီးတော့တခါကျွန်တော်တို့ယူရည်စရာပြောတတ်တယ်နော်ကျွန်တော်တို့မိသားစုကိုကြီးတယောက်ကငါးစားတာနဲ့တော်အားရှိပါလေချက်စားတာနဲ့ချက်ရှိတယ်မလားရှိလားအဲ့ဒါအရာကမွန်တင်လို့လေအခုပဲစားပြီးတော့အခုပဲအားဖြစ်သွားတယ်ဆိုတော့ဖြစ်နိုင်ဘူးနိုင်ဝတ်တော့လည်းစောင်းရတယ်လေအဲ့ဒါကြောင့်အခုတချို့တင်ခန်းစာတွေကတရားနဲ့တရားမတူဘူးလေကျွန်တော်တို့မှာမတူတော့ကအခုပြောတဲ့ဥစ္စာဟာနောက်တစ်ပတ်မှအတုံးပြုတ်နိုင်တဲ့လူရှိတယ်လို့နောက်တစ်နေ့လောက်မှပဲအတုံးပြုတ်နိုင်တဲ့လူရှိတယ်ခင်ဗျားတို့ရဲ့စုပ်ယူအားမတူကြအောင်တဘောပေါက်နားလည်နိုင်စွမ်းနာမတူကြအောင်ဒါကြောင့်ဖယားရှိခိုးတဲ့အခါမှာလောလောဆယ်နားမလည်လဲနားထောင်တာကောင်းတယ်။အိုးဟိုတော့ကဆရာမိုးဆက်ပြောတာအခုမှပဲတဘောပေါက်တော့တယ်ဆိုတာအများကြီးပဲ။နော်။တချို့ဆိုရင်တော်တော်လေးကိုတဘောမပေါက်နိုင်ဘူး။တချို့ကျတော့ချက်တဘောပေါက်နိုင်တယ်လိုက်နိုင်တယ်မတူကြအောင်။ဆိုတော့ကကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်နားထောင်တာကောင်းတယ်။နားထောင်ဖန်များရဲ့မခံနိုင်ဘူးတော့ပြောင်းလဲသွားတာပဲ။နားမထောင်နာမဘာမှကျိုးမရှိပါဘူးဆိုတော့မလာပဲလေဆိုရင်ရှုံးသွားလိုက်မယ်။ကဲကောင်းပြီ။ဒါဆိုကျွန်တော်တို့အဲ့ဒီဩစာမသွားရအောင်နော်။ဇာခရီ73မှာပဲပြန်သွားမယ်။ဇာခရီ73မှာပရောဖက်ပြောက်သွားလိုက်မယ်ခရစ်တော်ကြွလာတဲ့အခါမှာအခုအကြောင်းနှစ်ခုသုံးခုလောက်ပဲရှိသေးတယ်နော်ဆိုင်းရည်တွင်ပွင့်လိုက်မယ်အပြစ်စီးကြောဖို့ရအတွက်နော်နောက်တော့မှအဲ့ဒီချိန်မှာဆိုပရောဖက်တွေပြောက်သွားလိုက်မယ်နော်နောက်ရုပ်ထုတွေကိုမကိုးကွယ်တော့ဘူးတဲ့အငယ်ခုနှစ်ကနေဆက်ကောက်ရအောင်ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏ကအိုးဒါငါ၏တိုးထိန်တစ်ဖက်ငါ၏အပေါင်းအဖော်ဖြစ်တော်သူတစ်ဖက်၌နူးတော်တိုးထိန်ကိုရိုက်တတ်တော်တိုးပြုတ်လေတိုးတော်တွေကွဲလွဲရကြလိမ့်မည်တိုးတငယ်တို့အပေါ်၌လေငါလည်းကိုတည်ဦးမည်ထာဝရဘုရားမိန့်တော်မူ၏ကတရီလုံးသုံးဆို့လေငါဆို့ကိုပေဖြက်၍အတေခံရသဖြင့်တဆို့သာကြံကျွေးရလိမ့်မည်ထိုတဆို့ကိုမိရလေတော့ငါလျှောက်သွားစီမည်ငွေကိုချွတ်တကယ်တော့ချွတ်မည်ရွှေကိုစုံစမ်းတကယ်တော့စုံစမ်းမည်သူတို့ဒီငါနာမကိုဗနာပြုတ်၍ငါနာထောင်မည်သူတို့ကိုငါ၏လူမျိုးဟို၍ငါခေါ်ဝေါ်မည်သူတို့ကလည်းထာဝရဘုရား၏ငါတို့ဘုရားခင်ဖြစ်တော်မူလေဟုဝန်ခံကြလိမ့်မည်ဒီဥစ္စာဟာစကြည့်ရတာနော်တိုးထင်းကိုရိုက်ပါလွင့်ကုန်မယ်တိုးထင်းဆိုတာကဘာလဲကောင်းဆောင်နေဖြစ်တယ်ခရစ်တော်လည်းတိုးထင်းဖြစ်တယ်ခရစ်တော်မကဘူးဣသရေလ
ခေါင်းဆောင်တွေကိုတိုးထင်းလို့ခေါ်တတ်တယ်ဒါကြောင့်ဘီးရန်ကြီးကာလမှာဘာဖြစ်မလဲဆိုတော့အဲ့ဒီခေါင်းဆောင်တွေကိုသူတီခွင့်ပေးလိုက်တယ်နော်ဒီမှာ3စုတစုပဲကြံလေဣတိလတိုင်းဒီမှာ3စုတစုပဲဣတိလလိုမျိုးတွေကြံပြီးတော့အဲ့ဒီလူတွေကိုစစ်ဆေးမယ်တဲ့နော်ဘာပဲလို့စစ်ဆေးမှာလဲမီးရလေ၌ရှောက်သွားစီမယ်မီးရလေ၌ရှောက်သွားစီမယ်ရွှေကိုချွတ်တကယ်တော့ချွတ်မယ်ရွှေကိုပါနဲ့ချွတ်ရတယ်လေမီးနဲ့ချွတ်တော့ကြီးတွေဘာဖြစ်ပုံလဲကြပုံတယ်လေဆိုတော့ရွှေစစ်တွေပဲကြံကြည့်တယ်လေရွှေကြီးတွေကိုချွတ်လိုက်တယ်ကြီးဆိုတာကအပြစ်ဖြစ်တယ်ဒါကြောင့်ဣတိလလူတွေဟာဘိဓာကြီးကာလမှာတွားတဲ့ခါမှာမီးဖို့ထဲမှာတွားရတဲ့ကဲသို့ဖြစ်တယ်မီးဖို့ထဲမှာတွားရတဲ့ကဲသို့ဖြစ်တယ်အဲ့ဒါမှာသူတို့ဒီကြံကျွန်းတဲ့လူတွေကိုသူတို့ကဖယားတဲ့ခင်ကိုပရဏာပြုတ်ပြီးတော့ဖယားကလည်းနားထောင်မယ်နောက်တော့မှငါရဲ့လူမျိုးကိုရေးလဲခေါ်မယ်အဲ့ဒါကြောင့်ကြည်ရတာဣတိလလူမျိုးများဟာဘေးဓာကြီးကာလမှာဒီအတိုင်းဆိုတော့3ပုံတစ်ပုံကြံရစ်မဲ့ပုံဖြစ်တယ်အခုဣတိလတိုင်းပြည်ရဲ့လူတွေကိုကြည်ဩမင်းကဘေးဓာကြီးကာလဖြစ်မဲ့လူတွေလို့သိထားသလိုအများကြီးအဲ့ဒါပဲဖြစ်မှာတချို့ဟာတည်သွားလိမ့်မယ်3ပုံတစ်ပုံတည်ကြံမယ်3ပုံ2ပုံဘာဖြစ်မှာလဲတည်သွားကြတယ်အဲ့ဒါတွေကျွန်တော်တို့သိခွင့်ရတာမကောင်းဘူးလားအဲ့ဒါကြောင့်ကျွန်တော်တို့အမှန်ကကျွန်တော်လည်းဒီလိုဖြစ်တယ်ဘာကြောင့်ဖယားဖို့တော့မဆောင်နိုင်ကြလဲဆိုတော့အဓိကကတော့စာဝတ်နေရေးရှာဖွေတဲ့အတွက်ကြောင့်ဖြစ်တယ်အမှန်ကစာဝတ်နေရေးကဖယားတောင်းမယူတယ်နော်ဆရာတို့အိမ်မှာလာကြည့်ပါစားစရာတွေအမြဲတမ်းရှိတယ်လောကအလုပ်မလုပ်ဘူးနော်စိတ်ယုံမှာဆရာဆွေဒီလိုနိုင်ငံရောက်တဲ့ခါပဲဒီကနေ့ကဘယ်တော့မှအလုပ်မလုပ်ဘူးလောကအလုပ်ကိုလေဖယားခင်ကစားစရာမပေးဘဲနဲ့မနေဘူးအမဆိုဖယားနဲ့ခင်ကမို့တော့ဆောင်းနေဆိုရင်ဖယားကပူတောင်ကျွေးမလားကျွေးမှာဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုတတ်တိမရှိကြဘူးလေလူတွေရတယ်ဖယားကိုစိတ်မချဘူးစိတ်မချတော့ဖယားနဲ့ခင်ကလည်းသူ့တကူမပြတ်နိုင်ဘူးအမှန်ဆိုရင်ဖယားအတွက်ပေးအစိုးရအဖို့ထားတဲ့လူတွေစစ်တပ်ထဲဝင်တဲ့လူတွေလည်းမိမယူခါနေလဲဝင်တယ်ရပြီးသားလဲဝင်တယ်အသက်ငယ်သေးတယ်ဆိုရင်ဟုတ်တော့မလားသားသမီးရှိတဲ့လူလည်းဝင်သလားဝင်တယ်အသက်25လောက်သားသမီး2ယောက်လောက်ရှိပြီဝင်တယ်ရတယ်ဒီဥစ္စာတွေမှာအစိုးရတာဝန်ယူသလားယူတယ်လေဟုတ်တော့မလားစစ်တပ်ကလူတွေကိုအစိုးရကသားသမီးရှိရင်လူပြူထက်တော်မှတာဝန်ပါဖြစ်သေးတယ်ယူသေးတယ်လူလွတ်ထက်တယ်လေဒါမရရှိတဲ့လူကိုအလာဝဲစီလည်းပေးတယ်နော်ဒါဆိုဖယားတဲ့ခင်ကမတတ်ဘူးလားတတ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှမယုံနိုင်ဘူးဖယားတဲ့ခင်စိတ်မချအဲ့ဒါကြောင့်ကျွန်တော်တို့စိတ်ချလို့ကျွန်တော်တို့အများစိတ်ချတယ်ဖယားတဲ့ဖယားခင်ကသူ့နှုတ်ကပတ်တော်ကိုရိုးရိုးသားသားပြောတယ်ဆိုရင်ကျွန်တော်ကိုကျွေးမယ်ဆိုတာလုံးဝစိတ်ချတယ်ဒါကြောင့်လူပြူကလေးကလည်းတွားတယ်မိမရိုးရိုးလည်းလိုက်ခိုင်းတယ်မိမကိုနှစ်နှစ်လိုက်ခိုင်းတယ်နော်နှစ်နှစ်လုံးဆုလက်တောင်းတယ်လေအားတော့သားသမီးမရအောင်လဲနှစ်နှစ်ဆုတောင်းမယ်ဆိုတကယ်ပဲသားသမီးမရပဲနဲ့နှစ်နှစ်လိုက်တယ်ဆရာတော်ကိုလိုက်တယ်လေအဲ့ဒါမှဘာအကျိုးရှိသွားလဲဆိုတော့မိမလည်းဧည့်သည်ဖြစ်ရတာဘယ်လိုလဲဆိုတာခံစားချက်ရှိလာတယ်လေဒါကြောင့်သူဧည့်သည်ဖြစ်လာတယ်ဘာကြောင့်ဆိုကိုယ်တိုင်ဧည့်သည်ဖြစ်တဲ့အခါမှာမျက်နှာငယ်တာတို့ဟုတ်တော့မလားအစီမပြေတာတွေဘာတွေသိခုံတယ်လေနော်ဆိုတော့အစီပြေတာလည်းသိတယ်မပြေတာလည်းသိတယ်ဒါကြောင့်သူ့ကိုအဲ့လိုဥစ္စာလုပ်တော့မိသားသမီးရှိလာတဲ့ခါနဲ့ဆက်လုပ်တယ်လုံးဝဥစ္စာမဖြစ်ဘူးဖယားတဲ့ခင်ကသူသိတယ်သူ့လိုကိုပဲလို့ကျွေးရမယ်လဲဆိုတာရှင်ဘောတို့ကပဲပြောလဲအဘေတိုဒီကိုစိတ်နဲ့စစ်ဖို့ထမ်းဖို့တယ်လေဟုတ်တော့မလားဒါကြောင့်ကျွန်တော်တို့မှာဘာကြောင့်တတ်တိနေရလဲဆိုတော့ဖယားတဲ့ခင်ကိုမယုံကြည်လို့ဖြစ်တယ်ဖယားကိုစိတ်မချဘူးလေသူ့အတွက်လုပ်မယ်ဆိုရင်ဖယားခင်ကျွေးပါမလားတခုနောက်တို့တစ်ချက်ကဘာကြောင့်ဖယားမို့တော့မဆောင်လဲဆိုအထင်းမှာဗလာကြီးလေဘယ်သူမှဘာမှပြောစရာမရှိတော့ဘာပြောမှလဲဟုတ်တယ်မလား
အဲ့ဒါကြောင့်ပဲဒုတိယချက်ကဒီနှစ်ခုကနေခင်ဗျားတို့တားနေတယ်ဘယ်သူချွေးမလဲအလုံးမလုံးရင်ဘယ်သူချွေးမလဲတခုနောက်လုံးရင်တော့ဘာပြောမလဲဆိုရစာနောက်လူတွေလည်းခံမှာမဟုတ်ဘူးတဲ့အဲ့ဒါလေတတိယချက်ပညာမရှိဘူးအင်္ဂလိပ်လိုပဲပြောတတ်ဘူးကျွန်တော်တို့ပြောမှာကအင်္ဂလိပ်လိုတွေမဟုတ်ဘူးဘယ်လိုတွေလဲမြန်မာပြည်သားတွေတုံးနဲ့တင်းနဲ့အများရှိတယ်အင်္ဂလိပ်လိုမဟုတ်ဘူးအင်္ဂလိပ်လိုတောင်မှလူအပ်ရင်ဘုရားခင်နာပြင်ဆင်နိုင်တယ်တော့စကားအဲ့ဒါကြောင့်ကျွန်တော်တို့မှာဘုရားသခင်ကိုစိတ်ချစေခြင်းနဲ့ဘုရားသခင်နာဘာမဆိုတတ်နိုင်တယ်စိတ်ချထိုက်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိကြရအောင်ဆိုတော့ဒီနေရာမှာဣတိလလူမျိုးများဘေးရကြီးကာလမှာ3ပုံ1ပုံပဲကြံပြီးတော့2ပုံကတည်သွားမဲ့ပုံဖြစ်တယ်သူတို့ရဲ့ခေါင်းဆောင်တွေလည်းတည်လိမ့်မယ်နတညာဟုလည်းတည်သွားနိုင်မယ်ဒီမှာတိုးထိတ်ကိုဘာလို့ပါမလဲဘာလို့ပြောလိုက်လဲဟုတ်လားမလားအဲ့ဒါမှဖယုံဖယဲဖြစ်တယ်အခုနတညာဟုဣတိလကြီးဝကြီးချုပ်ကနတညာဟုလေတော်တော်လေး strong ဖြစ်တယ်တော့တော်တော်လေးအားကိုးရတယ်သူက2ချိန်လုတ်ခဲ့ပြီးပြီပရမတ်တစ်ချိန်ငယ်ငယ်တုန်းကလုတ်ခဲ့တယ်အဲ့ဒါမှပြုတ်သွားပြီးတော့အခုပြန်လုတ်တာအခုတော်အားကိုးတယ်နော်ဣတိလတို့တွေကဣသရေလအဲ့ဒါလည်းသူလည်းတည်ဆုံးသွားမဲ့ပုံပဲဒီတိုင်းဆိုတော့ဆိုတော့အဲ့ဒါကြောင့် prophet ပြုတ်တဲ့ဥစ္စာတွေဟာဆိုရှေ့လာမယ့်အနာဂတ်တွေကိုကျွန်တော်ပြောတယ်ရှေ့လာအနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာကိုကြိုတင်ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒါတွေသိပြီးတော့ဘယ်လိုပြင်ဆင်ရမလဲဆိုတာသိရမယ်လေဆိုတော့အဲ့ဒါသိတာကောင်းသလားကောင်းတယ်ဘာကြောင့်လဲခေတ်အခြေအနေသိတဲ့အခါကျတော့လောဘလည်းဘာဖြစ်သွားလဲယော့သွားတယ်စီမံကိန်းတွေလည်းတစ်မျိုးပြောင်းသွားတယ်ဒါကြောင့်ဒီအချိန်မှာဆိုရင်မိကုံရန်ကုံဖယားတဲ့ခင်ကိုအတွက်ကိုစက်ကတ်တဲ့အချိန်ဖြစ်တယ်ဘောရကင်းမဖြစ်သေးတဲ့လူတွေချက်ကတော့ဘောရကင်းဖြစ်ဖို့ပဲအဓိကဖြစ်တယ်မဟုတ်ရင်ဘေးကကြီးကာလရောက်သွားရင်ခင်ဗျာဘာဖြစ်မှာလဲတစိတ်ခတ်ရတော့မှာနော်အခုလဲကျွန်တော်တို့နောက်ကနေလိုက်နေပြီနော်တစိတ်မခတ်ချင်လဲခတ်ဖို့အရာအလိုလိုဖြစ်လာလိမ့်မယ်အမေရိကန်နိုင်ငံမှာဆိုရင်တော့ဒီ microchip ကိုခတ်ဖို့ရန်လူချီပြီးဖြစ်စေမလို့ချီပြီးဖြစ်စေအမိဖြစ်တော့မယ်မခတ်တဲ့လူတွေကိုဘာဖြစ်မှာလဲဒဏ်ခတ်မှာဆိုတော့ကျွန်တော်လဲလိလာဦးမယ်အခုဘယ်လိုချီရှိလဲဆိုတာအခုထိတော့တိတ်မလိလာအောင်နည်းနည်းပါးပါးကြားတာပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုနေသိတယ်လဲဆိုတာလဲကျွန်တော်လည်းအကြံပြန်ပြောမယ်နော်ဆိုတော့အခုဥစ္စာတော့666တော့မဟုတ်ဒါတော့သိစားတယ်။ဘာကြောင့်လဲဆိုတော့တကဘာလုံးမဟုတ်ဘူးလေ။တကဘာလုံးခတ်မဲ့ဥစ္စာတစ်စိတ်မဟုတ်။ဒါပေမဲ့အခုတခုမှမတွေ့ရတာတော့အမေရိကန်နောက်တောင်ကြတယ်တဲ့သူများနိုင်ငံကတစ်ထက်တောင်မှအရင်ပါလေသူတို့ခတ်ကုန်ပြီလို့ပြောတယ်။အခုကျွန်တော်သွားလေရမှာလေဥရောပမှာဆိုရင်အခုမှ healthcare ခုမှလောက်တာဥရောပမှာဆိုရင် socialist နိုင်ငံတွေပဲ socialist နိုင်ငံဆိုအစိုးရကနေပြီးတော့ healthcare ကိုအကုန်လုံးတာဝန်ယူတယ်။ဒါကြောင့်ချမ်းသာတာလည်းမရှိနိုင်ဘူးဆင်းရဲတော့လည်းမရှိနိုင်အကုန်လုံးမျှအဲ့ဒါကိုအမေရိကန်ကမလုပ်ချင်ဘူးလေလူအများကြီးอ่ะဒါပေမဲ့အခုလုပ်နေပြီဒါအဲ့ဒါကြောင့်ကျွန်တော်တို့တွားခဲ့တဲ့ Sweden တို့ Denmark တို့မှာဆိုရင်နော်အားလုံးက healthcare တွေရတယ်ဒါပေမဲ့ဆရာဝန်တွေလည်းပို့ပြီးတော့လက်ခပို့မရအောင်အဲ့ဒါကြောင့်ဆရာဝန်လုပ်ချင်တဲ့လူတွေကနိုင်ငံခြားထွက်သွားတာကြောင့်ဆိုတော့အခုကျွန်တော်တို့ကဘာကြီးကကျွန်တော်တို့နေရာလေးပဲကြည့်လို့မရအောင်ကောင်းပြီဒါဆိုရင်ကျွန်တော်တို့အခုဒီဇာခရီ73ကပါတည်ပြီးတယ်လေဆိုတော့ခရစ်တော်ကြွလာမယ့်အချိန်နဲ့ဘီဒန်ကြီးကာလအချိန်နဲ့ဘီဒန်ကြီးကာလအပြီးမှာဣတိလလူတွေဘလောက်ကြံကြည့်မယ်ဆိုတဲ့ဥစ္စာတွေတည်ပြီးသွားတယ်ပရောဖက်အတုပေါ်တဲ့အချိန်ကအဲ့ဒီအတုတွေလည်းအချိန်မှာတော့ဘာလို့သွားမလဲပျောက်သွားလိမ့်မယ်အခုကတော့မှုလို့ပေါ်တဲ့အချိန်ဖြစ်တယ်တတိထားအဲ့ဒီ prophet အထုတွေနောက်လိုက်သွားပြီဆိုရင်ဒါတွေနားမလည်နိုင်တော့နော်လွယ်မှာတော့အယောဝါဒယူပြီးပြီဆိုရင်တော့အဲ့ဒါအစစ်ကိုပြန်လက်ခံဖို့ရမှန်တယ်
ဘာနဲ့ထူတယ်လဲဆိုတော့စာရွက်ပေါ်မှာအဖြူပေါ်မှာခင်ဗျာရေးတယ်ဆိုရင်ဘာမဆိုထင်နေမလားရှုပ်ထွေးနေအောင်ချစ်နေတဲ့ဥစ္စာတွေကဘာဖြစ်တယ်လဲကောင်းကောင်းမပေါ်နိုင်တော့ဘူးလေရေးချစ်ပေးတာစာရွက်ကိုဘယ်လိုမှဝေချင်သလားမဝေချင်ဘူးတုံးလည်းတိတ်မရတော့ရေးလို့တော့ဖြစ်တယ်ဒါပေမဲ့မနဲ့ဥစ္စာဖတ်ရတယ်အဲ့လိုဖြစ်သွားတယ်ဒါကြောင့်ပောက်ကရရေးချစ်ချင်းမခံနဲ့နော်ဒါကြောင့်ကျွန်တော်တို့ကျမ်းစာတင်တန်းအမြဲတမ်းလာပါအိုးစားပေးပါကျမ်းစာတင်ဖို့ရကိုအိုးစားပေးပါကိုယ့်ရဲ့အိုးစားပေးမှုကြောင့်ပဲနော်ကျွန်တော်လည်းအိုးစားပေးတော့ကြောင့်တင်ပေးနိုင်တယ်ခင်ဗျားလည်းအိုးစားပေးရင်တော့တင်တန်းတက်နိုင်တယ်ညတိုင်းနေ့တိုင်းကျအခါမဲ့ကျမ်းစာတင်တန်းကြောင့်လို့ဒီမှာနေ့တိုင်းလေညတိုင်းလည်းလုပ်မယ်နေ့တိုင်းလည်းလုပ်မယ်အခါမဲ့ကျမ်းစာတင်တန်း certificate မပေးတဲ့ကျမ်းစာတင်တန်းဒါနဲ့ကျမ်းစာသဘောပေါက်နားတယ်တော်လိုက်မယ်ခရစ်တော်လည်းတပည့်တော်တွေကို certificate ပေးသလားမပေးဘာဘွဲ့ပေးတယ်ပေရီယိုလို့ဘာပေးကျမ်းစာတောင်ရေးသလားအခုသူရေးတဲ့စာတွေကိုဖတ်ပြီးတော့လူတွေက PhD ဘွဲ့ယူကြတယ်နော်ပီတီယိုနဲ့ယောဟန်တို့ပါတယ်ပညာတတ်မဟုတ်ဘူးပီတီယိုနဲ့ယောဟန်တွေပါတယ်လေတန်ခါတယ်ကြီးတဲ့စာတွေကိုဝေဖန်ပြီးတော့ဘွဲ့ပေးနေကြတာလူတွေကအဲ့ဒါကြောင့်ကျွန်တော်တို့ဖယားတဲ့ခင်ကကျွန်တော်တို့ကိုတင်ပေးနိုင်တယ်ဝိညာဉ်တော်ကသဘောပေါက်စေနိုင်တယ်သိနေဆိုရင်တော့တတ်သိရှိတယ်တဘောက green tea ဘယ်နာမှာလဲလက်ညှိုးထိုးကြပါအောင်ဘယ်နာမှာလဲ green tea ကိုဒီကနေဘယ်မှာလဲဒီဘက်လေသိနေဆိုရင်ဘုဖက်ဘာလို့ပြောရင်လဲယုံသလားအဲ့ဒါ green tea ပဲဖြစ်မှာလဲဆိုတာတိဖို့ရအတွက်ကိုဘွဲ့ရစရာလို့သလားမလို့ဘူးအဲ့ဒါပါပဲလွယ်ဟုတ်တယ်မလား chase ပဲကဘယ်နာမှာလဲဟုတ်လားအဲ့ဒါဘွဲ့ရစရာလို့သလားမလို့ဘူးအခုကကျွန်တော်တို့အဲ့လိုပါပဲကျမ်းစာဆိုတာကသိနေရင်တော့တတ်သိရှိတယ်ရှင်းနေတော့ဘယ်တော့ဘာပဲပြောရဲယုံကိုမယုံဘူးဟုတ်တယ်မလားအခုကခင်ဗျားတို့ဝူရူဝါတာသူမြတ်ပြောတော့ဟုတ်လားအဲ့လိုဖြစ်နေတာဘာကြောင့်လဲကိုကမရှင်းလို့လေအဲ့ဒါကြောင့်ဘွားရမှာအင်္ဂလိပ်စကားပြောတတ်မှာဂရိတ်တတ်မှာဟီဘရူတတ်မှာလို့ပြောဟုတ်လားဟုတ်တယ်ငါတို့ဘာသိဘူးလက်ပြောင်းရှုံးပေးသားလေမဟုတ်ဘူးဒါကြောင့်ကျွန်တော်အရန်ဝမ်းသာတယ်ခရစ်တော်ရဲ့မင်းသားနဲ့တွားနေတာကိုကျွန်တော်တို့ကခရစ်တော်ကဘာကြောင့်ပညာရှိတွေကိုမရွေးတာလဲပညာရှိတွေကသူ့စကားနားထောင်မလားနားမထောင်ဘူးဒါကြောင့်တန်ငါသေးပီတီယိုတို့ဒီလိုတွေပညာရှိမဟုတ်ဘူးပီတီယိုနဲ့အန်ဒရူးယောဟန်နဲ့ယာကုပ်ပညာရှိမဟုတ်ဘူးကျွန်တော်တို့လိုပဲလောကီပညာဟာကောင်းပါတယ်တုံးတိုက်ရင်မတုံးတိုက်ရင်တော့အန္တရာယ်ပဲလောကီပညာတွေမတုံးတိုက်အန္တရာယ်ပဲမီးနဲ့တူတယ်မီးနဲ့အကျိုးပြုတယ်အန္တရာယ်လည်းပေးတယ်မီးကြောင့်တည်နိုင်တယ်မီးကြောင့်အစာချက်နိုင်တယ်မတုံးတိုက်ရင်မီးဒီအန္တရာယ်ဟုတ်တယ်မလားဒါနဲ့တုံးတိုက်ရင်တော့ဘာဖြစ်လဲအကျိုးရှိတယ်ကားနဲ့တူတယ်ကားနဲ့အတုံးတိုက်ရင်တော့ဘာဖြစ်လဲအရာအကျိုးရှိတယ်ကားဒါနဲ့ကားနဲ့ပဲတည်သွားကြတယ်နော်တချို့လူတွေဟုတ်တယ်မလားကားနဲ့ပဲခြေကျိုးနဲ့ကျိုးဖြစ်တယ်ဟုတ်တယ်မလားအဲ့ဒါအန္တရာယ်လည်းရှိတယ်နေ့တိုင်းကျွန်တော်တို့အန္တရာယ်နဲ့သွားနေတာဟုတ်တယ်မလားကားစီးတိုင်းမှတ်ထားနော်ကားစီးတိုင်းမှာကျွန်တော်တို့ဟာဘာဖြစ်နေသလဲအန္တရာယ်အဲ့ဒါကြောင့်ဆုတောင်းဖို့လိုတယ်ကဲကောင်းပြီဒါဆိုရင်ကျွန်တော်တို့ညနေတိုင်းနေ့တိုင်းညတိုင်းဒီမှာအခမဲ့ကျမ်းစာသင်တန်းလုပ်နေတယ်ကျမ်းစာကျောင်းဖွင့်နေအဲ့ဒါစိတ်မဝင်စားလဲလားဘယ်လိုအလုပ်ကိုစိတ်ဝင်စားမှလားတော်လားဘယ်လိုအလုပ်စိတ်ဝင်စားတယ်လုံးအောင်စိတ်ဝင်စားတယ်လားလုပ်တာစိတ်မဝင်စားဘူးမနဲ့နှစ်နာရီလောက်ပြန်တာမလို့ဘူးရတာမရှိဘူးဒါပေမဲ့ဘာကြောင့်လုပ်တာလဲလိုအပ်လို့ဒါကြောင့်ကျမ်းစာတင်တန်းလဲကိုပြဋ္ဌာန်းပါကိုတွန်းပါအေးလေလို့အိမ်မှာမထိုင်နဲ့လာပါအဲ့ဒါမှအကျိုးရှိမှာအဲ့ဒါမှအခုပြောချင်တဲ့စာတွေကဒီတရားဟောချက်လောက်နေတယ်မှမမိနိုင်ဘူးကျမ်းစာမှာဖြည်းဖြည်းတင်ပြီးတော့မင်းရင်းနဲ့
ကျွန်တော်ကတချင်လို့မသိဘူးကျွန်တော်တင်ရင်းနဲ့တင်တန်းသားတွေကမေးတယ်အဲ့ဒီမေးတဲ့ဥစ္စာ